ကတတရလေးနေတင်စရာလေးနော်ရွာသူရွာသားတွေကလည်းဖိုးဖိုးရွေးရှိလိုက်တာရှင်။ဩအကြီးတို့ရွာတာယာပေါ့ဆင်မလေးငင်းလေးအေးချမ်းတာပဲ။အေးဒါနဲ့တခုတော့ရှိ။ရွာကခွေး3ယောက်တော့တတိထားနော်ဆင်။နင်တို့တွေမဆက်ကြောက်တော့ရင်ဒီရွေးတွေမအေးရှိကလက်ပြန်တောင်းတော့နင်တို့မဆက်ပြီနဲ့ငါဆက်တယ်။ဟမ်တရွာလုံးအောင်နင်တို့ဘလို့အဖက်လုပ်တယ်ဘလို့အရေးလုပ်တယ်ကဲပြောကြစမ်း။ဟေးသူ့ရဲ့သားတွေကိုတွေ့ရင်ငါသားဝေးဝေးကရှောင်စမ်းကွာကောင်းမယ်သက်သက်လို့ရှင်ပုံမဲနာမည်ဆွဲကြကျွန်တော်ပေါင်းပါမင်းပဲရေးကြည့်တာငါးဆိုင်မှာမင်းတောင်းချမ်းသွားလိုက်တော့အကြီးကူရှိငါတော့တောင်းတော့အားနာလာပြီကွာ ဟာကိုကျွေးမြတယ်ကျောက်ကိုတူမွေးထားတယ်ကျောက်လို့မြကတော့တူလိုက်ရှင်းရမှာပဲအကြီးပူသားတွေကလည်းလေကြီးလေဆိုးလေပါလားအကြီးပူရဲ့သားသမီးကိုချစ်တာလဲချစ်တာပေါ့ဒီလောက်လဲအလိုမလိုက်ပါနဲ့အကြီးပူရဲ့အကြီးပူသားတွေကလူတွေမဟုတ်ရလားမသိဘူးအကြီးကူကျွန်တော်ထိုင်ရပြက်သီးသွားတဲ့ပစ္စည်းတွေဘယ်လိုလုပ်ပြီမလဲအကြီးပူလာရောကောင်းတယ်ကွယ်နော်ပြီးရောမိဘကကောင်းစားစေခြင်းလို့အမြင့်ကိုတင်ပေးတာညီကမြင့်တယ်ဆိုပြီးခုံချခြင်းလို့လားမလေးလူကြည့်ရတယ်ဒီကျောက်ကဝတ်ချမ်းများကိုအဝတ်သက်ထားရလို့ဒီကတငယ်ဆောင်ကျင်လို့ရကွာလူပြောင်းလာနေမမြင်ဘူးလား ဟောဒေါ်လေးစင်ရဲ့မင်းတို့တိုက်မိတာပေါ့မြေမတော့လူကြီးကိုတိုက်เสียရတာဟုတ်တယ်ကောင်းမလို့ရှင်းရှင်းမလားလို့ဆိုတော့တော်သေးရတော့အရင်မရဖက်မြစကားကြီးလာပြောမနေနဲ့မင်းပါစက်ပိတ်တာဟဲ့မင်းခွေးစကားအောင်ပြောနေဟဲ့ငါတို့ချစ်သူနှစ်ယောက်ကြောင်အမေဝင်ညှော့နေတယ်မင်းလားညှော့မနေနဲ့ငါတို့ချစ်သူနှစ်ယောက်ကြောင်မှာဘူးမဝင်တော့ရှက်လို့မရမင်းအဲ့မြင်းရမှတ်ထားလိုက်ဒါတော့ပြတော့မယ်သားတွေငါလည်းချစ်တယ်ဖြစ်ပြီနော်ဘာဖြစ်နေကြလဲတငယ်ထောင်းနေတာမပါဘူးချမ်းမုံလမ်းလိုက်တာဟဲ့မင်းကလည်းကိုမင်းကလေနူးနေလို့လေသူ့ပြန်လိုက်ဖို့ပြောနေတာပါဟဲ့အေးဟုတ်တယ်မိသူပြောမှတတိရတယ်နှုတ်ကြရဲ့အမေကလည်းသူရင်ဒီမကဘူးအခုချင်းချင်းမချင်းတယ်လို့ကြတော့သွားပြီနော်အားလုံးပဲမင်္ဂလာပါရှင်ကျမကိုကျမအရင်ဦးဆုံးလေးဆက်ပေးပါစီကျမနာမည်လက်ဆန္ဒဆရာဝန်ဆိုတာလူစုလူမိုက်ခွဲခြားဆက်ဆံလို့မရလူမိုက်လည်းဆရာဝန်စီလာရင်လူနာပဲတော့